မင်္ဂလာပါခုရောက်နေတာကဂျော်ဂျီယာပြည်နယ်အယ်ဒါနာမြို့မှာရှိတဲ့ Sweetwater Creek State Park ပဲဖြစ်ပါတယ်အခုကားရက်ပြီးတော့ပါကင်ကြီးကို Visitor Center မှာဝင်ပြီးတော့ပါကင်ကြီးပေးပါမယ်ပါကင်ကြီးက$9ပေးရပါတယ်ဒါမှမဟုတ်လို့ရှင် online ကလည်းဝယ်လို့ရပါတယ် Visitor Center မှာ pamphlet တွေလည်းရှိတယ် toilet လည်းရှိတယ်ရေဖြည့်လို့နေရာလည်းရှိပါတယ် parking slip တွေကိုကောင်းမှတင်ထားမယ်Sweetwater Creek State Park က2500 ဧကကျယ်ပြီးတော့သဘာဝအလှတွေရောတောတောင်တွေနဲ့ချောင်းတွေရှိပါတယ်။သူသဖြင့်စေဘယ်ဝါကြောင့်ရှိတဲ့သမိုင်းဝင်နေရာတွေလည်းရှိပါတယ်။အဲ့နေရာကို New Manchester Maryland လို့ခေါ်ပါတယ်။ဒီ New Manchester Maryland ကိုကြည့်မယ်ပြီးလို့ရှိရင်ကားရစီဖို့ plan လုပ်ထားတယ်။ဒီ State Park ထဲမှာချောင်းနဲ့ရေတံခွန်တွေကြည့်လို့ရတဲ့လမ်းတွေလည်းရှိတယ်။ Red Trail, Yellow Trail, White Trail ဆိုပြီးရှိတယ်။အခုကတော့ Red Trail ကိုစပြီးရှောက်ပါမယ်။ Trail တုံးကမှာ Red Trail ကတော့အရှိဆုံးပဲ။ Red Trail ကိုတောက်လျှောက်ရှောက်သွားရင်အခုမြင်တွေ့နေရတော့ New Manchester Maryland ပဲဖြစ်ပါတယ်။ဒီ New Manchester Maryland ရပါတယ်ဆိုလို့ရှိရင်1849ခုနှစ်မှာ Sweetwater Mill ဆိုပြီးတော့တည်ထောင်ခဲ့ပြီးတော့နောက်ပိုင်းမှာ New Manchester Manufacturing Company ဆိုပြီးတော့ပြောင်းခေါ်ခဲ့တဲ့အဲ့ဒီစက်ရုံကcotton mill တော့ချီတုပ်စက်ရုံဖြစ်ပြီးတော့သူရဲ့လိုအပ်တဲ့ engine စွမ်းအားတွေကိုဒီ Sweetwater Creek AC ကနေပြီးတော့ရယူခဲ့တဲ့အဲ့ဒီလုပ်ငန်းကခန့်မှန်းအဖြစ်လူသမား100လောက်ရှိရဲ့အဲ့ဒီစက်ရုံဟာစီဘယ်ဝါကြောင့်မိရှုပြီးပျက်စီးသွားတယ်တဲ့အဲ့ဒါနဲ့နောက်ပိုင်းမပြင်မဲနဲ့သမိုင်းဝင်နေရာဖြစ်ထိန်းသိမ်းထားလိုက်တယ်အဲ့ဒီ Red Trail လမ်းကြောင်းကအရှိဆုံးဖြစ်ပြီးတော့ချောင်းရေတံခွန်တွေတော်တော်လေးကိုလှပါတယ်ရေလေးကစိတ်လို့ရမ်းကောင်းပါတယ်ခုရေစိမ်ပြီးဆိုတော့ကာယစီကိုသွားပါမယ်ကာယကအဲ့ရနေ9မိနစ်လောက်ပဲမောင်းပါပါတယ်ကာယစီကိုအတွက်ဒီမှာကာယကိုငှားလို့ရပါတယ်ညီမတို့သွားတဲ့ချိန်တော့2နာရီကို2ယောက်စီ$50ပေးရပါတော့ travel license ထားခဲ့ရတယ်ပြီးလို့ရှိရင်ကာယစီပါတယ်ဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ် bye bye